ဒီနေ့မှာတော့ထူးဆန်းအံ့တော်ဖွယ်ကောင်းတယ်လို့ဝမ်းနည်းစရာလည်းကောင်းတဲ့ SCP တပ်တော်တစ်ခုအကြောင်းကိုပြောပြပေးသွားမှာပါထုံးစံအတိုင်း BBN လေးနဲ့ကြည်ဖေဖို့ကိုကောင်းဆိုပါတယ်နော်ခြံဝင်းထဲကကြောက်သားရေပန်းအိုကြီးတစ်ခုရဲ့ရှေ့မှာကောင်လေးတစ်ယောက်ဟာတယောက်တည်းစကားတွေပြောနေပါတယ်ဒါကိုသူ့အဖေချစ်သူကတွေ့သွားပြီးဒါဘသူနဲ့စကားပြောနေတာလဲလို့မေးလိုက်တဲ့အခါကောင်လေးကရေပန်းထဲကအမျိုးသမီးနဲ့ပြောနေတာပါသူကမေမေလိုပဲသဘောကောင်းတယ်လို့ပြန်ဖြေခဲ့ပါတယ်တကယ်တော့ကောင်လေးရဲ့မိခင်ဖြစ်သူဟာလွန်ခဲ့တဲ့တစ်နှစ်ကမှကွယ်လွန်သွားခဲ့တာပါအဖေဖြစ်သူကတော့သူ့သားလေးဟာအမေဖြစ်သူကိုလွမ်းလွန်းလို့စိတ်ကူးရင်နေတာလို့ပဲထင်ခဲ့ပါတယ်ဒါပေမဲ့ကျောင်းမှာလည်းကောင်လေးဟာရေပန်းထဲမှာနေထိုင်တဲ့သူ့မေမေအကြောင်းကိုပဲပုံနှိဆွဲနေခဲ့ပါတယ်ဒါကြောင့်ဆရာမကအဖေဖြစ်သူကိုဖုံးဆက်ပြီးအတီးပေးခဲ့ရတဲ့အထိဖြစ်လာခဲ့တာပါအဖေဖြစ်သူကတော့ဒါတွေကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပြီးညဘက်မှာသူ့သားကိုဒါမိမိကပြန်မလာတော့ဘူးနောက်ခါရေပန်းထဲကအမျိုးသမီးကြောင့်မပြောနဲ့တော့လို့တားမြစ်ခဲ့ပါတယ်ဒါပေမဲ့အဖေဖြစ်သူအခန်းထဲကထန့်သွားတာနဲ့ကောင်လေးကပြသိန်းပေါက်ကနေရေပန်းကြီးကိုလှမ်းကြည့်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲမယုံနိုင်စရာကောင်းတာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်ရေပန်းထဲကရေတွေဟာငိမ့်သက်သွားပြီးရေနဲ့ဖြူလုပ်ထားတဲ့လက်တစ်ဖက်ကရေမျက်နှာပြင်ကနေထွက်ပေါ်လာပြီးကောင်လေးကိုလမ်းနှုတ်ဆက်လိုက်ပါတော့တယ်အဖေဖြစ်သူဟာတားဖြစ်သူရဲ့အခန်းထဲကိုပြန်ဝင်လာတဲ့အခါအိယာထဲမှာတားကိုမတွေ့တော့ပါဘူးပြည်ရင်းပေါက်တာနဲ့လှမ်းကြည့်လိုက်တော့တားဖြစ်သူဟာရေပန်းအိုးကြီးစီကိုလမ်းလျှောက်တွားနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီမှာပဲလာရောင်အောက်မှာရေတွေနဲ့ဖွဲ့စည်းထားတဲ့အမျိုးသမီးတယောက်ဟာသူ့သားကိုပွဲဖတ်ဖို့လက်ကမ်းနေတာကိုမြင်လိုက်ရပါတော့တယ်အဖေဖြစ်သူဟာကြောက်ကြောက်လန့်လန့်နဲ့အပြေးအလွှားသွားပြီးတားဖြစ်သူကိုအသေးဆွဲခေါ်လိုက်တဲ့အခါအဲ့ဒီရေခနာကိုကြီးဟာရေတွေအဖြစ်ပျက်စီးပြီးရေပန်းထဲကိုပြန်ကျသွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဖုန်းတော်ကြီးတစ်ပါးနဲ့လူနှစ်ယောက်အိမ်ကိုရောက်လိုက်ပါတယ်သူတို့ကအဖေနဲ့သားကိုအပြင်ခဏထွက်ခိုင်းလိုက်ပါတယ်ကောင်လေးကတော့အဲ့ဒီအမျိုးသမီးကိုဘာမှမလုပ်ပါနဲ့လို့မိုးယိုတောင်းပန်နေခဲ့တာပေါ့ဒါပေမဲ့သူတို့အပြင်ရောက်တာနဲ့ဖုန်းတော်ကြီးဟာသူ့ရဲ့ဝိယုံကိုချွတ်လိုက်တဲ့အခါအထဲမှာ SCP Foundation ရဲ့တစိပ်ပါတဲ့စစ်ဝတ်စုံကိုဝတ်ဆင်ထားတာတွေ့ရပါတယ်ဟုတ်ပါတယ်သူတို့ဟာဒီထူးဆန်းတဲ့တပ်တော်ကိုဖမ်းဆီးဖို့ရောက်လာတဲ့ agent တွေပဲဖြစ်ပါတယ်ဒီတပ်တော်ကိုတော့ SCP-054 Water Nymph ရေနက်သမီးလို့အမည်ပေးထားပါတယ်သူဟာတာမန်ရေ90လီတာလောက်နဲ့ဖွဲ့စည်းထားပြီးအမျိုးသမီးပုံစံအပါအဝင်ကြိုက်တဲ့ပုံစံကိုပြောင်းလဲနိုင်စွမ်းရှိပါတယ်အစားပိုင်းမှာတော့သူဟာအရန်ကိုယဉ်ကျေးပြီး SCP ဝန်ထမ်းတွေနဲ့ကစားရတာကိုနှုတ်သက်ပါတယ်လူတွေရဲ့ပုံစံကိုလိုက်တူပြီးစနောက်တက်တဲ့ချစ်စီတာကောင်းတဲ့တပ်တော်လေးပါတယ်ဒါပေမဲ့ SCP Foundation ရဲ့think ပန်ပညာရှင်ဒေါက်တာဆက်စကယ်ဆိုသူရဲ့ရက်ဆက်တဲ့စမ်းသပ်မှုတွေကြောင့်အရာအလုံးပြောင်းလဲသွားခဲ့ပါသည်ပထမစမ်းသပ်မှုမှာသူ့ကိုရေးမပေးပဲအငတ်ထားခဲ့ပါတယ်သူဟာအစပိုင်းမှာအကူအညီတောင်းတယ်လို့မျိုးလူတွေကိုလာနှုတ်ဆက်ပေးမယ်နောက်ပိုင်းမှာတော့လုံးဝအာရင်ကုန်ခံပြီးငြိမ်သက်သွားခဲ့ပါတယ်ဒုတိယစမ်းသပ်မှုမှာတော့သူ့ကိုအလွန်အေးတဲ့အပူချိန်မှာထားပြီးခဲအောင်လုပ်ခဲ့တယ်လို့အပူချိန်95ဒီဂရီအထိမြင့်ပြီးစမ်းသပ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ SCP-054 ဟာရန်လိုလာပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်ပိုပြီးဆိုတာကသိပ္ပံပညာရှင်တွေဟာသူ့ကိုလက်စစ်တွေနဲ့တိုက်ခိုက်တာအက်ဆစ်တွေနဲ့စမ်းသပ်တာတွေအထိလှုပ်ဆောင်ခဲ့ပါတယ်ဒီလိုညှဉ်းပန်းနှိပ်စက်မှုတွေကြောင့်နောက်ဆုံးမှာတော့ SCP-054 ဟာလူသားတွေကိုအထူးသဖြင့်အမျိုးသားတွေကိုအလိုအမြင်မှုတီးပြီးရန်လိုတဲ့တပ်တော်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်အခုအချိန်မှာတော့သူ့ကိုယူကလစ်အစံတတ်မှတ်လိုက်ရပြီးအမြဲတမ်းပိတ်လှောင်ထားရပါတော့တယ်သူဟာအမျိုးသားတွေကိုမြင်တာနဲ့တိုက်ခိုက်တတ်တာကြောင့်သူ့ကိုထိမ့်သွင်းဖို့အတွက်အမျိုးသမီးဝန်ထမ်းတွေကိုပဲအသုံးပြုရပါတော့တယ်အရင်ကရွှင်ရွင်ပြပြနဲ့ကစားတတ်တဲ့ရေနတ်သမီးလေးဟာလူသားတွေရဲ့လောဘနဲ့ရက်စက်မှုတွေကြောင့်ကြောက်မတ်ဖွယ်ကောင်းတဲ့တတဝါတစ်ခုဖြစ်ဘဝပြတ်သွားခဲ့ရတာပဲဖြစ်ပါတယ်ဒီနေ့ရဲ့ SCP-054 အကြောင်းတင်ဆက်မှုကတော့ဒီတင်ပဲပြီးဆုံးပါပြီနောက်ထပ်ထူးဆန်းတဲ့ဇာတ်လမ်းတွေကိုနားဆင်ဖို့အတွက်ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာစောင့်မျှော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်